အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ EDF Football Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့42နှစ်ဆိုတာဘောလုံးသမားတယောက်တို့ကစားသမားဘဝကနေအနားယူပြီးအိမ်မှာအေးဆေးနားနေရမယ့်အရွယ်ပါဒါကမဲ့ကမ္ဘာအကောင်းဆုံးကစားသမားခရစ္စတီယာနိုရိုနယ်ဒိုအတွက်ကတော့စံချိန်တစ်တရီထက်တင်ဖို့အရွယ်ပဲရှိပါသေးတယ်ဟုတ်ပါတယ်ပြီးခဲ့တဲ့ Uzbekistan နဲ့ပွဲမှာပေါ်တူဂီတင်းက9ဂိုးမရှိနဲ့အပြတ်အသက်အနိုင်ရရှိခဲ့တာအားလုံးအထိပဲဖြစ်ပါတယ်။ဒီပွဲမှာပေါ်တူဂီတင်းရဲ့ကစားကွက်တင်မကားပဲဝေဖန်သူတွေအားလုံးရဲ့ပါစက်ကိုပစ်ပစ်လိုက်တဲ့ Ronaldo ရဲ့သွင်းဂိုးငကိုးကတော့ကမ္ဘာဘောလုံးလောကကိုတစ်ခါပြန်လွတ်ခတ်သွားစေခဲ့ပါတယ်။ဒီသွင်းဂိုးတွေကြောင့်ပဲ Ronaldo ဟာကမ္ဘာဖလားပြိုင်ပွဲ6ကြိမ်ဇက်တိုက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးသောသမိုင်းဝင်ကစားသမားအဖြစ်စံချိန်တစ်တင်နိုင်ခဲ့လာလက်ခဲ့ပါတယ်။ပွဲစားလို့9မိနစ်မှနဲ့ Ronaldo ရဲ့ပထမဦးဆုံးဦးဆောင်ဂိုးကိုမြင်တွေ့ခဲ့ရပါတယ်။ညာတောင်ပိုင်းကနေဒါလော့ကအရှင်ပြင်းပြင်းနဲ့အေရီယာလဲကိုလှပစွာဖျက်တင်ပေးလိုက်တာပါ။အဲ့ဒီဘောလုံးကို Ronaldo ကပဲနောက်ခန့်လူတွေကြားထဲကနေလစ်စီးလိုဖျက်လက်တဲ့အပြေးနဲ့ပြေးဝင်ပြီးမြေမကျညာချီနဲ့အပိုက်ပိတ်ကန်သွင်းသွားကြတာလှပလွန်လာပါတယ်။ဘောလုံးရဲ့အရှိန်ရောအဆုံးသက်ပုံမှာလုံးဝကိုပစ်ချက်မရှိကမ္ဘာအဆင့်မှာပဲ။ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ပွဲချိန်39မိနစ်မှာပရိသတ်တွေကိုအကြိုက်တွေ့စေမဲ့ဒုတိယဂိုးထပ်မံရရှိခဲ့ပါတယ်။ဒီချိန်မှာတော့ကွင်းလေလူဘီတင်ညာကအေရီယာအပြင်ကနေအကွက်မြင်းမြင်းနဲ့ချပေးလိုက်တာပါ။အဲ့ဒီဘောလုံးကိုပဲ Ronaldo ကအတွေ့အကြုံရင်းရင်းနဲ့နေရာယူအတိအကျဖြတ်ပြီးညာချီနဲ့ပဲလင်းလင်းမြန်းမြန်းထပ်မံပိတ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲမတိုင်ခင်မှာ Ronaldo ရဲ့အသက်အရွယ်နဲ့ပတ်သက်ပြီးဝေဖန်မှုတွေရှိခဲ့ပေမဲ့ဒီပွဲမှာသူသွင်းသွားတဲ့နှစ်ဂိုးစလုံးကပင်ဒယ်လီဂိုးတွေမဟုတ်ပဲသူ့ရဲ့အရှိန်အဟုန်နေရာယူမှုအမှားယွင်းမရှိတာနဲ့ညာချီကန်ချက်ပြတ်သားမှုတွေကိုတက်တည်ပြသွားတဲ့ကန်သွင်းဂိုးတွေပဲဖြစ်ပါတယ်။ပထမပွဲမှာဒီအာဂွန်ဂိုနဲ့တရေချလို့ပေါ်တူဂီတင်းဝေဖန်ခံခဲ့ပေမဲ့အခုယူဇဘက်ကို9ဂိုးပြတ်နိုင်လိုက်တာအတွက်အုပ်စု K မှာ၄မှတ်နဲ့နောက်တစ်ဆင့်တက်ဖို့အခြေအနေတော်တော်လေးစိတ်အေးသွားပါပြီ။အသက်40နှစ်အထိခြေစွမ်းမပြတ်သေးတဲ့ Ronaldo တယောက်ပေါ်တူဂီသင်းကိုဒီနှစ်2026ကမ္ဘာဖလားမှာဘူဆွဲအောင်ကူညီပေးနိုင်မလားဆိုတာကတော့တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲ။ကဲဘော်ရာလိုလာ Ronaldo ရဲ့ဒီနေ့ခြေစွမ်းအပေါ်ဘယ်လိုမြင်ကြလဲ။ပေါ်တူဂီသင်းကမ္ဘာဖလားရနိုင်မလားမရနိုင်ဘူးလားဆိုတဲ့ခန့်မှန်းချက်တွေကို comment မှာရေးပေးခဲ့ကြပါအောင်ဗျာ။ဒီဗီဒီယိုကိုသဘောကျကြိုက်နေတဲ့တဲ့ဆိုရင်လည်း like and subscribe လုပ်ထားဖို့လည်းမမေ့ကြပါဘူးနော်ဗျာ။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာမယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်